Pengendara mobil membanjiri stasiun bahan bakar di Yangon pada Kamis, saat otoritas bersiap merevisi harga bahan bakar sesuai dengan pasar global, sambil bersiap menghadapi kenaikan lebih lanjut di tengah ketegangan yang meningkat di Timur Tengah. Kami punya mobil, dan kami ingin pergi kemanapun kami mau, kapanpun kami mau, kata seorang pengendara lokal. Menggambarkan frustrasi akibat pembatasan berkendara ganjil genap yang baru diberlakukan. Di Songya Maya sudah kali kuajar apa, jangan orang kali sih deh. Kau tuh aja nih ya, kau kisah sih deh cima, tuh aja nih cina, jangan orang tuh ada cima. Songya mah tuh lumia, Maya mah tuh lumia. Di bulan ini piro, jangan orang cimi kisah sih deh cina mah. Jangan orang dinia nggak tuh Maya, dinia lah nggak tuh Maya sudah, jangan orang teman ya lah, jangan orang oh yang ketika orang lain orang itu. Oh, aku lagi do, oh. 9 ရက်နေ့စမယ်လို့တော့ကြေညာထားတယ်ပေါ့နော်ဟိုအခက်အခဲတော့ရှိတယ်ဗျပုံမှန်ဆိုရင်တော့ကျွန်တော်တို့အဆင်ပြေတဲ့အချိန်မှာအဆင်ပြေသလောက်ငွေအမောက်မျိုးကျွန်တော်တို့ဝယ်ပြီးတော့ထည့်လိုက်တယ်ချိန်တဲ့ဆက်မှာဝင်ထည့်လို့ရတယ်အခုဆိုလို့ရှိရင်စုံရက်စုံကားတွေစုံရက်တွေမရက်တွေဆိုပြီးတော့ကားကြီးခွဲလိုက်တဲ့ပုံမှာကိုလိုချင်တဲ့ထည့်လို့မရဘူးကိုဝယ်ချင်တဲ့ဝယ်လို့မရတဲ့ပုံစံမျိုးဖြစ်လာမှာအခုလက်ရှိအထိတော့ဈေးတော့မတက်သေးဘူးနောက်ပိုင်းကျရင်တော့ဈေးမတက်လာဘူးတော့ပြောလို့မရအောင်အဲ့တော့ကျွန်တော်တို့ခီးသွားဖို့ပဲဖြစ်ဖြစ်တနေရာသွားဖို့ပဲဖြစ်ဖြစ်ကိုကားထဲမှာစီကအပြည့်ထည့်ထားဖို့အတွက်ကိုစီတိုင်းမှာသွားပြီးတော့အရင်လိုရောက်တာနဲ့တန်းထဲဆိုတဲ့ပုံစံမရတော့ဘူးလေအကြာကြီးတန်းစီရတယ်တချို့လူကားအစီအများနဲ့မျိုးနယ်ဆိုလို့ရှိရင်အကြာကြီးတန်းစီပြီးတော့မှကျွန်တော်ကလက်ရှိတောင်မှထည့်နေရပြီပေါ့နော်နောက်ပိုင်းဆိုလို့ရှိရင်ဘယ်လောက်ကြာလာအောင်မလဲဆိုတာထပ်မသိဘူးဒီအချိန်တွေကလည်းဘယ်လောက်ကြာတာအထိကိုဆက်သွားအောင်မလဲစီရောပြတ်သွားအောင်မလားဆိုတဲ့စိုးရိမ်စိတ်တွေတော့ရှိနေရတယ်အဲ့တော့ကျွန်တော်ရဲ့အမြင်အရပြောရမှာဆိုရင်တော့စစ်မပြည့်စေချင်ဘူးဗျဘယ်နိုင်ငံမှလည်းစစ်မပြည့်စေချင်ဘူးစစ်ပြည့်ပြီဆိုလို့ရှိရင်အဲ့နိုင်ငံလည်းနာတယ်လို့အဲ့နိုင်ငံမှာရှိတဲ့ပြည်သူလည်းနာတယ်သူနဲ့ဆက်ပြီးတော့လုပ်ငန်းဆက်နေတဲ့ကျွန်တော်တို့လူမှုအဖျားခက်တဲ့နိုင်ငံတွေတခြားနိုင်ငံတွေလည်းအနည်းနဲ့အများတော့အားလုံးအထိနာကြတာပဲအကောင်းဆုံးကတော့စစ်မဖြစ်တာအကောင်းဆုံးပဲလို့ကျွန်တော်ပြောချင်တယ်ဗျJelajahi cara baru mendapatkan informasi. Download Metro TV Extend sekarang.